အမေရိကန်နိုင်ငံမှာရှိတဲ့နယူးမက္ကဆီကိုလမ်းမကြီးပေါ်မှာအမျိုးသမီးတစ်ယောက်ကဆိုလို့ရှိရင်သူ့ရဲ့လယ်ပင်မှာခွေးကော့လန်ပတ်တန်ဂျိုကြီးကိုပတ်ထားပြီးမှအဲ့တန်ဂျိုကြီးကိုမြေကြီးပေါ်မှာတရွတ်တိုက်ဆွဲပြီးမှတစ်ခုခုစီကနေအသေးအတန်ထွက်ပြေးနေတယ်။သူ့ရဲ့ခန္ဓာကိုယ်မှာလည်းဘာအဝတ်စားမှမပါတယ်လို့မျိုးဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့သွေးတွေကလည်းတကိုယ်လုံးမှာအလိမ့်လိမ့်ပေကျန်နေတယ်။သူ့ရဲ့နာမည်ကစင်တီယာဗီဂျယ်လို့ခေါ်ပါတယ်။စင်တီယာကအသေးအတန်ထွက်ပြေးနေရင်လည်းအိမ်တိန်ရဲ့တကားကိုခောက်ပြီးမှအကူအညီတောင်းတယ်။ကန်ကောင်းစွာနဲ့ပဲအဲ့ဒီအိမ်ထဲမှာရှိနေတဲ့လင်မယားနှစ်ယောက်ကစင်တီယာကို911ကိုဖုန်းဆက်ပြီးမှအဆုံးအထိအကူအညီပေးခဲ့ပါတယ်။ဒီနေ့ပြောပြပေးမယ့် case လေးကတော့ serial killer တယောက်အဖြစ်နဲ့သတ်မှတ်ခံထားရတဲ့ David Parker Ray ရဲ့အကြောင်းဖြစ်ပါတယ်။သူ့ကိုလူတွေက Toy Box Killer လို့သိကြတယ်။သူ့ရဲ့သားကောင်တွေကဆိုလို့ရှိရင်ချက်ချင်းသေဆုံးသွားတာထက်ကိုပိုပြီးဆိုးဝါးတဲ့ငရေကန်းအချိန်တွေကိုဖျက်ကျော်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီအမောင်တို့ကြီးကိုဖော်ထုတ်လိုက်တာကတော့စင်တီယာလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ရဲ့မယုံနိုင်စရာကောင်းလောက်တဲ့တသက်တွေပဲဖြစ်ပါတယ်။ Mystery and History Channel လေးရဲ့ဗီဒီယိုတွေကိုနားထောင်ပေးကြတဲ့သူအရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ်။ဒီဗီဒီယိုတွေကိုနားထောင်ရတာသဘောကျတယ်ဆိုလို့ရှိရင်နားထောင်တဲ့သူတွေစီကိုများများရအောင်လို့ like share comment လေးတွေပေးခြင်းအပြင်လည်း channel လေးကို support လုပ်ပေးကြဖို့မြတ်တရားခံပါတယ်နော်။ဒါဆိုရင်အမှုလေးကိုဆက်သွားလိုက်ကြရအောင်။စင်တီယာရဲ့ငယ်ဘဝကတခြားကလေးတွေလိုမျိုးပျော်စရာနဲ့ပြည့်နှက်နေကြရတော့မဟုတ်ဘူး။သူ့ရဲ့အမေကဆိုလို့ရှိရင်အသက်ရှင်နေထိုင်ဖို့အတွက်ကိုလမ်းမပေါ်မှာအပျော်မေလုပ်ရင်းနဲ့စင်တီယာအသက်14နှစ်အရွယ်လောက်မှာပဲ serial killer တယောက်ကတတ်တာကိုခံလိုက်ရတဲ့သားကောင်တယောက်ဖြစ်ပါတယ်။သူ့အမေသေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာစင်တီယာကသူကိုယ်တိုင်ပဲအပျော်မေအလုပ်နဲ့ဆေးရောင်းတဲ့အလုပ်တွေကိုလုပ်ရင်းနဲ့လမ်းမပေါ်မှာပဲအသက်မွေးဝမ်းကြောင်းကိုပြုခဲ့တယ်။1996ခုနှစ်မတ်လ19ရက်နေ့မှာဆိုလို့ရှိရင်စင်တီယာခါတိုင်းလိုပဲလမ်းမပေါ်မှာသူဆေးရောင်းဖို့နဲ့ဖောက်တယ်ရှာဖို့အတွက်ကိုသူရှိနေခဲ့တယ်။အဲ့ဒီအချိန်မှာလူတစ်ယောက်ကသူ့နှာကိုချင်းကပ်လာတယ်။အဲ့ဒီလူကသူ့ကိုယ်သူအထူးစုံစမ်းစစ်ဆေးရေးမှုဆိုပြီးမှဟန်ဆောင်ပြီးမှရဲတစိအတူကိုစင်တီယာကိုပြတယ်။အဲ့လိုပြပြီးမှစင်တီယာကိုသူကဘာပြောလဲဆိုလို့ရှိရင်နင်းကငါပြည့်တစားအမှုနဲ့ပတ်သက်ပြီးမှဖမ်းရမယ်အဲ့အတွက်နင်ငါနဲ့လိုက်ခဲ့မှရမယ်ဆိုပြီးပြောတယ်။စင်တီယာအစတော့ကြောက်သွားတယ်ပေါ့နော်။ဒါပေမဲ့သူ့ကိုလာခေါ်တဲ့သူရဲ့ကားလေးကိုကြည့်လိုက်တဲ့အခါမှာလေတခြားကောင်မလေးတယောက်ကပါနေတယ်။အဲ့ခါကျတော့စင်တီယာတကယ်သူ့ကိုရဲဖမ်းနေလို့ပဲသူကယုံသွားတာ။ယုံပြီးမှတာတကြီးပဲသူလိုက်သွားတယ်။ရဲအသွင်ဆောင်ပြီးမှစင်တီယာကိုခေါ်သွားတဲ့သူက David Parker Ray ဆိုတဲ့ serial killer ပဲဖြစ်ပါတယ်။ David ကစင်တီယာကိုကီလိုမီတာ150ကျော်လောက်မောင်းရတဲ့သူနေတဲ့ Elephant Butte ကသူ့ရဲ့အိမ်ကိုခေါ်သွားတာဖြစ်ပါတယ်။လမ်းမတင်မဲ့စင်တီယာကိုလက်ထိတ်ခတ်တဲ့မျက်လုံးတွေကိုအဝတ်စားနဲ့ပိတ်တယ်။စင်တီယာမျက်လုံးပြန်ဖွင့်လာတဲ့အခါမှာတော့သူရောက်နေတာကရဲစခန်းမဟုတ်ပဲနဲ့ Toy Box လို့ခေါ်တဲ့အတန်လုံးနဲ့ကွန်တိန်နာအခန်းကြီးတစ်ခုတွေကိုရောက်နေတာဖြစ်ပါတယ်။စင်တီယာမျက်လုံးပွင့်ခြင်းမှာပဲသူတိလိုက်ရတာကသူ့ကိုကလထိုင်အဟောင်းတစ်ခုပေါ်မှာခြေထောက်ရောလက်ရောကျိုးတုပ်ထားတယ်။သူ့ရဲ့အရှိသေးတဲ့မှာလည်းနယံကတ်တဲ့မှန်ကြီးတစ်ချက်ကိုသူမြင်နေရတယ်။အဲ့ဒါကဘာလဲဆိုတော့ David ကသူနှိမ့်ဆက်တဲ့သူတွေကသူတို့ကိုသူတို့မှန်ထဲမှာပြန်မြင်အောင်လို့ဆိုပြီးမှသူတကူးတကသူ့ရဲ့စိတ်ကူးနဲ့ပုံဖော်ထားတဲ့အရာပေါ့နော်။အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင် David ကစင်တီယာရဲ့နားတွေကိုနှစ်ချက်တစ်ခုကိုတက်ပေးတယ်။တက်ပေးပြီးမှသူအတန်တွင်းထားတဲ့အတန်ဖိုင်ကိုဖွင့်ပြတယ်။အဲ့ဒီအတန်ဖိုင်ထဲမှာဆိုလို့ရှိရင် David ရဲ့လေတံကအဲ့ဒီအတန်ဖိုင်ထဲမှာ David စပြောတဲ့စကားလုံးက Hello bitch ဆိုတဲ့စကားလုံးနဲ့စပြောတယ်။အဲ့ဒါပြီးတော့သူကငါအခုချိန်မှာမင်းရဲ့အရှင်သခင်ဖြစ်သွားပြီအခုမင်းကငါစီကိုရောက်နေပြီဒီနေ့ဒီချိန်ကနေစပြီးမှမင်းရဲ့ခန္ဓာကိုယ်မင်းလုံးဝမပိုင်ဘူးမင်းကငါရဲ့ကစားစရာအယုတ်တယုတ်ဖြစ်သွားပြီငါမင်းကိုဒီနေရာမှာဘာလုပ်မလဲဆိုတာကိုမင်းသိချင်နေမှာပဲအဲ့ဒါကြောင့်မို့လို့ဒီတိတ်ခွေတစ်ခုလုံးကိုအစားကနေအစုံသေးသေးချာချာနားထောင်ဆိုပြီးမှသူ့ရဲ့စီကံချက်တွေကိုစပြီးပြောတယ်တိတ်ခွေထဲမှာဆိုလို့ရှိရင် David ကတဆင့်ချင်းစီရှင်းပြတယ်ငါမင်းကိုအခုချက်ချင်းတတ်မှာမဟုတ်ဘူးမင်းကငါ့ရဲ့ကစားစရာမို့လို့ငါနင့်ကိုကစားစရာတစ်ခုလိုမျိုးအသုံးချမယ်နင်အော်ချင်လို့ရှိရင်အော်နိုင်တယ်ဒါပေမဲ့ဒီအခန်းကအတန်ရမ်းလုံနေဘယ်သူမှမကြားနိုင်ဘူးမင်းဘလောက်အော်မင်းအားကုန်တာပဲရှိမယ်မင်းရဲ့ခန္ဓာကိုယ်ကအခုကစပြီးမင်းနဲ့မဆိုင်တော့ဘူးငါရဲ့ပစ္စည်းဖြစ်သွားပြီငါမင်းကိုဘလို့နှိမ့်ဆက်မယ်ဘလို့လီးဖြတ်မယ်ဆိုတာအကုန်လုံးကငါစိတ်တိုင်းကြပဲဖြစ်သွားပြီဆိုပြီးမှပြောတယ်အဲ့လိုပြောပြီးတော့သူနှိမ့်ဆက်လို့ရှိရင်သုံးမယ်ကိရိယာတွေကိုစပြီးမှမိတ်ဆက်တယ်David ကဒီအတန်လုံးအခန်းထဲမှာရှိနေတဲ့သူ့ရဲ့ကိရိယာပစ္စည်းတစ်ခုချင်းစီတိုင်းရဲ့နာမည်ကိုခေါ်ပြီးမှအဲ့တစ်ခုကဘာလုပ်တဲ့ဟာဒီတစ်ခုကဘာလုပ်တဲ့ဟာဆိုမှတော့အမျိုးမျိုးအဲ့ဒါတွေကိုရှင်းပြတယ်။မင်းရဲ့အရှိသေးတဲ့မှာရှိရဲ့ဘယ်နှခုမြောက်ကပစ္စည်းကိုကြည့်လိုက်
အဲ့ဒီပစ္စည်းရဆိုလို့ရှိရင်ငါမင်းကို short တိုက်မဲ့ပစ္စည်းနောက်တစ်ခုကိုကြည့်လိုက်လို့ရှိရင်အဲ့ဒီမှာမင်းဓာတ်ကိုတွေးလိုက်မယ်အဲ့ဓာတ်ဆိုလို့ရှိရင်ငါမင်းကိုတွေးထက်အောင်နင့်ကိုအနာတရားတွေဖြစ်အောင်လုပ်မဲ့ဓာတ်စသဖြင့် तू ကအသေးစိတ်တွေပြောပြတယ်ပြီးတော့ तू ကမင်းကိုစိတ်ကျေနပ်အောင်ထားနိုင်လို့ရှိရင်တော့မင်းနာကျင်မှုနည်းလိမ့်မယ်မဟုတ်လို့ရှိရင်မင်းလုံးဝမထင်ထားတဲ့အရန်ဆိုးွားတဲ့ငရေကိုပဲမင်းမြင်ရလိမ့်မယ်ဆိုမှတော့ချိန်ချောက်တယ်နောက်ထပ်ထူးခြားတဲ့အချက်တစ်ခုကတိတ်ခွေထဲမှာ तू ထည့်ပြောထားတာကငါမင်းကိုသုံးလို့ဝပြီငါမင်းကိုစော့လို့ဝပြီဆိုလို့ရှိရင်ပြန်လွတ်ပေးကောင်းပြန်လွတ်ပေးနိုင်တယ်ဒါပေမဲ့မင်းဘာဖြစ်ခဲ့တယ်ဘယ်နေရာကိုရောက်ခဲ့တယ်ဘာတွေခံစားခဲ့ရတယ်ဆိုတော့မင်းဘာတစ်ခုမှမမိမှာမဟုတ်ဘာလို့လဲဆိုတော့ငါဆေးတွေထိုးပြီးမှမင်းရဲ့အုံနောက်ကိုလုံးဝဖျက်ဆီးပစ်လိုက်မှာမင်းနိုးလာတဲ့ခါကြလို့ရှိရင်မင်းဒီအဖြစ်ပြက်တဲ့အကုန်လုံးကိုအိမ်မက်ဆိုတစ်ခုလိုပဲမင်းထင်နေလိမ့်မယ်ဆိုမှတော့ပြောတယ်ဒါပေမဲ့စင်တီယာကသူဒီတိတ်ခွေကိုနားထောင်နေတဲ့အချိန်မှာကြောက်လန့်တုန်လှုပ်နေရမယ့်အစားငါဒီနေရာကနေဘလို့အသက်ရှင်အောင်ထွက်ပြေးမလဲဆိုပြီးမှပဲသူကအာယုံစိုက်နေခဲ့တယ်စင်တီယာကဒေးဗစ်ရဲ့ toy box လို့ခေါ်တဲ့အဲ့ဒီကွန်တိန်နာကြီးထဲမှာ3ရက်တိတိနှိပ်စက်ခံရတယ်နောက်တရက်မနေ့မှာတော့ဒေးဗစ်ကရဲဝတ်ဆောင်ဝတ်ပြီးမှမနေ့ပိုင်းမှာသူအလုပ်သွားမယ်ဆိုပြီးမှအိမ်ကနေထွက်သွားတယ်။သူအလုပ်သွားတဲ့အချိန်မှာသူ့ရဲ့ရီစားဖြစ်တဲ့ဒေးဗစ်ရဲ့ရီစားဖြစ်တဲ့စင်ဒီဟန်ဒီကိုစောင့်ကြည့်ဖို့ဆိုမှတော့မှာခဲ့တယ်။စင်ဒီယာကိုစောင့်ကြည့်နေရင်းနဲ့အိမ်သာခဏဝင်ကျင်လို့သွားလိုက်တဲ့အချိန်မှာစင်ဒီယာသူ့ရဲ့လက်ကောက်ဝတ်မှာရှိတဲ့အရေပြားတွေပုံပဲ့ပြတ်တောက်သွားတဲ့အထီကိုဒီလက်ထိပ်တွေကိုအစွမ်းကုန်စူးစမ်းရုန်းကန်ပြီးသူဖြုတ်တယ်။လက်ထိပ်တွေပြုတ်သွားတဲ့အချိန်ကွက်တီမှာပဲစင်ဒီယာလည်းအိမ်သားထဲကနေထွက်လာတယ်။အဲ့လိုထွက်လာတာကိုမြင်လိုက်ချင်းမှာစင်ဒီယာစပွဲပေါ်မှာရှိနေတဲ့ရေခဲခွဲတဲ့ဆူးချုံကိုအမြန်ဆွတ်ခနဲ့ဆွဲယူလိုက်ပြီးမှစင်ဒီကိုအသေးအတန်ထိုးနှက်ပြီးတိုက်ခိုက်တယ်။အဲ့လိုနဲ့စင်ဒီမထနိုင်တော့တဲ့အချိန်မှာတကားကိုဝုန်းကနေဖွင့်ပြီးမှနယူးမက္ကဆီကိုမှာရှိတဲ့ဂန္နာရလမ်းမကြီးပေါ်မှာသူအသက်လုပြီးမှစပြေးတော့တယ်။စင်ဒီယာဆိုလို့ရှိရင်ဘာအဝတ်စားမှလည်းမပါတလောက်ဖြစ်နေတယ်။ကိုလုံးတီးနီးပါးကိုဖြစ်နေတယ်ပြီးတော့သူ့ရဲ့လေဘင်းမှာဆိုလို့ရှိရင်လည်းခွေးတွေကိုပတ်ပေးတဲ့အရန်ခိုင်လွန်တဲ့ဒီတန်ကြိုးရတန်းလန်းပါလာတယ်သူ့ရဲ့တကူလုံးမှာဆိုလို့ရှိရင်လည်းညင်ပန်းနှိမ့်ဆက်ခံထားတဲ့ဒဏ်ရာတွေနဲ့တကူလုံးကသွေးတွေကဆိုရွှဲနေသူထွက်ပြေးနေဘသူများရှိမလဲဆိုမှသူလိုက်ရှာတယ်ပေါ့နော်အနီးနားပတ်ဝန်းကျင်မှာအိမ်တွေကိုပဲတွေ့မလားလူတွေကိုပဲတွေ့မလားသူ့ကိုယ်သူလည်းသူဘယ်ရောက်နေမှန်းမသိဘူးဘယ်ကိုသွားနေမှန်းလည်းမသိဘူးဒါပေမဲ့သူသိတာတခုကသူ့ကိုကူညီပေးမဲ့သူတယောက်ယောက်များအနားနားမှာရှိမလားဆိုမှသူအသေးအတန်ထွက်ပြေးနေသူလိုက်ရှာတယ်စင်တီယာကအဲ့လိုထွက်ပြေးနေနေအဲ့ဒီပတ်ဝန်းကျင်အနီးနားမှာရှိတဲ့ဒီကားနောက်တွဲအိမ်လေးတွေလို့ခေါ်မလားကားနောက်ခန်းလေးတွေမှာအိမ်ပုံစံလေးတွေလုပ်ပြီးနေကြတာလေအဲ့လိုမျိုးဟာကိုသူကသွားတွေ့ပြီးမှအဲ့ဒီအိမ်ထဲမှာပကံစိမ့်နေတဲ့အမျိုးသမီးတယောက်ကိုသူကတွေ့တဲ့အခါကျတော့တကားကိုအသေးအတန်ခောက်ပြီးမှသူ့ကိုကူညီပေးပါတောင်းမှမာတယ်သူ့ကိုကူညီပေးပါဆိုမှတော့ခွင့်တောင်းတယ်သူ့ကိုကူညီပေးပါဆိုပြီးမှတော့ခွင့်တောင်းတယ်အဲ့ခါမှာပကံစိမ့်တဲ့အမျိုးသမီးကလည်းဆေးလက်စပကံတွေကိုချပြီးမှချက်ချင်းတကားတော့ဖွင့်ပြီးမှနင်အစင်ပြေရဲ့လားဘာတွေဖြစ်လာလဲလို့မေးပြီးမှချက်ချင်းသူ့ရဲ့အိမ်ထဲကိုခေါ်သွင်းလိုက်တယ်စင်တီယာရဲ့တကူလုံးอ่ะဆိုလို့ရှိရင်အဝတ်မပါဘဲနဲ့သွေးတွေကတရေရဲဖြစ်နေတာတောင်မှအဲ့ဒီအိမ်ရှိအမျိုးသမီးကသူ့ရဲ့အိမ်ထဲမှာရှိတဲ့အဖြူရောင်ထိုင်ကုန်လေးမှာပေးထိုင်တယ်အိမ်ရှိအမျိုးသမီးကဆိုလို့ရှိရင်သူရေချိုးတဲ့အချိန်မှာပတ်တလူမျိုးခြုံလွာလေးလေအဲ့ဒီခြုံလွာလေးတစ်ဘက်လို့ခေါ်မလားအဲ့ဒါလေးပန်းရောင်လေးကိုလည်းသူစင်တီယာကိုပေးပြီးမှပေးခြုံတယ်အဲ့လိုပေးခြုံပြီးတဲ့နောက်ပိုင်းမှာအိမ်ရှင်ရဲ့အမျိုးသားက911ကိုဖုန်းဆက်ပြီးအကူအညီတောင်းတယ်အဲ့အချိန်မှာဆိုလို့ရှိရင်စင်တီယာကသူအရန်ကြောက်လန့်နေတာသူ့နောက်ကိုဒီလူတွေဆက်လိုက်လာမယ်ပဲသူထင်တယ်ပြီးလို့ရှိရင်သူ့ကိုဒီလိုဖမ်းသွားတဲ့သူကလည်းရဲဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူကရဲကိုဖုန်းဆက်ခေါ်တာတောင်မှသူမယုံနိုင်ဘူးပေါ့နော်အဲ့ဒါနဲ့အိမ်ရှင်ကစိတ်မပူနဲ့နေ့ကိုဘဒူးမှထပ်ပြီးမှနာကျင်အောင်မလုပ်စေရဘူးငါတို့ဂရိပေးရဲဆိုမှပြောမှတာစင်တီယာကသူ့ရဲ့စိတ်ကလေးခဏငြိမ်သွားပြီးမှသူက911ကိုဖုန်းခေါ်တာကိုသူလက်ခံခဲ့တယ်ရဲတွေရောက်လာတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီရောက်လာတဲ့ရဲတွေဝတ်ထားတဲ့ဝတ်စုံကအဲ့ဒီမနက်မှာဒေးဗစ်ဘာကာရေဝတ်သွားတဲ့ရဲဝတ်စုံနဲ့အတူတူပဲဖြစ်နေတာအဲ့ဒါကိုမြင်ပြီးတဲ့အခါမှာစင်တီယာတော်တော်လေးထပ်ပြီးမှကြောက်သွားပြန်တယ်စီးရင်ကိုရောက်တဲ့အခါမှာဆိုလို့ရှိရင်လေဒီရဲဝတ်စုံဝတ်ထားတဲ့ရဲတွေနဲ့သူနဲ့နှစ်ယောက်တည်းအတူတူမရှိနေရဲလို့ဆိုမှအင်ရှင်အမျိုးသားစင်တီယာကိုတောက်လျှောက်အတူတူအဖော်ဖြစ်ရှိနေပေးခဲ့တယ်စင်တီယာရဲ့လေပင်ကတန်ကြိုးကိုဖြတ်ဖို့အတွက်ကိုဒီမိသက်သမားတွေသုံးတဲ့ကတ်ချီတန်ဖြတ်တဲ့ကတ်ချီအကြီးကြီးကိုတောင်မှသုံးခဲ့ရတယ်လို့သိရတယ်စင်တီယာကသူဖြစ်ဖြစ်ခဲ့သမျှအကြောင်းအရာတွေအကုန်လုံးကိုရဲတွေပြပြလိုက်တယ်သူအဲ့ကွန်တိန်နာကြီးထဲမှာသူတယောက်တည်းမဟုတ်ဘဲနဲ့တခြားမင်းကလေးတွေရဲ့ဓာတ်ပုံတွေအများကြီးနဲ့တခြားမျိုးသမီးအသုံးဆောင်ပစ္စည်းတွေလည်းသူတွေ့ခဲ့တယ်ဆိုမှသူပြန်ပြောပြတယ်စင်တီယာပြပြတဲ့နေရာကိုရဲတွေကချက်ချင်းပဲသွားရောက်ပြီးမှစီးနှင်းရှာဖွေခဲ့တဲ့အခါမှာဒေးဗစ်ဘာကာရီကိုဖမ်းမိခဲ့ပါတယ်ဒေးဗစ်ဘာကာရီရဲ့အိမ်နောက်ဖေးမှာရှိတဲ့ဒီကွန်တိန်နာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့
အတန်လုံအောင်လှုပ်ထားတဲ့နံရံတွေရဲ့ခွဲစိတ်ခန်းမှာတုံးတဲ့မီးချောင်းတွေရဲ့သွားစီကန်းတွေမှာတုံးတဲ့ထိုင်ကုန်ကလထိုင်မျိုးတစ်လုံးရဲ့ပြီးလို့ရှိရင်သူ့ရဲ့သားကောင်တွေသတိရလာတဲ့အခါမှာနားထောင်ဖို့အတွက်ဒေးဗစ်သူအတန်တွင်းထားတဲ့နနာရီနီးပါးလောက်ရှည်တဲ့သူ့ရဲ့ညွှန်ကြားချက်တွေပါတဲ့စီကန်းချက်တွေပါတဲ့တိတ်ခွေတစ်ခွေလူဘယ်နှယောက်ကိုတတ်ခဲ့တယ်ဘလူတွေနှိပ်စက်ခဲ့တယ်ဆိုတော့အသေးစိတ်ထည့်ရေးထားတဲ့သူ့ရဲ့မှတ်တမ်းစာအုပ်ပြီးလို့ရှိရင်လျှက်စစ်ရှော့တိုက်တဲ့ဆက်တွေစေးထိုးအပ်တွေဓားတွေလွှတွေအမျိုးသမီးတွေကိုညှဉ်းပန်းနှိပ်စက်ဖို့အတွက်တီးတန့်ထွင်ထားတဲ့ဆက်ပစ္စည်းမျိုးစုံနဲ့ဒီလိမ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ပစ္စည်းမျိုးစုံတခြားဆက်တဲ့ပစ္စည်းတွေလည်းအများကြီးပဲဖန်ဆီးရရှိခဲ့တယ်။အဲ့ဒီကွန်တိန်နာတစ်ခုလုံးမှာဆိုလို့ရှိရင်ဒေါ်လာ3သိန်းခွဲနီးပါးလောက်အကုန်ကျခံပြီးမှကိုသူလုပ်ထားတာ။ကွန်တိန်နာကြီးတစ်ခုလုံးကဆိုလို့ရှိရင်လည်းနှိပ်စက်တဲ့ပစ္စည်းကိရိယာတွေနဲ့ပြည့်နှက်နေတယ်။တကယ်တော့ဒီကွန်တိန်နာကြီးကဒေးဗစ်အတွက်ကတက်ရှိအမျိုးသမီးတွေသူကြိုက်တယ်လို့ကစားဖို့အတွက်လုပ်ထားတဲ့ကစားကွင်းတစ်ခုပဲဖြစ်ပါတယ်။ဒေးဗစ်ပါကာကိုဖမ်းမိတဲ့အချိန်ကသူ့အသက်က60ကျော်နေပြီ။အသက်60ကျော်တဲ့အထိဒီလောက်လူတက်မှုတွေလှုပ်လာတာမိန်းကလေးတွေကိုဖမ်းပြီးမှနှိပ်စက်နေတာကိုဘာလို့မမိရတာလဲပေါ့နော်။ तू ကအစိုးရရဲ့ပန်းချန်ထိန်ထိန်ရေးအရာရှိတယောက်လည်းဖြစ်ခဲ့ဘူးတယ်။ရဲတွေနဲ့ကလည်းအရင်ရင်းနေတယ်။နောက်တစ်ချက်ကကြတော့ तू ကသူ့ရဲ့သားကောင်တွေကိုဆေးထိုးပြီးမှမညံ့တွေကိုဖျောက်တဲ့အခါကျတော့တကယ်တမ်းမိန်းကလေးတွေကအမျိုးသမီးတွေကပြန်လွတ်လာပြီဆိုလို့ရှိရင်လေသူတို့ဘာတွေဖြစ်ခဲ့လဲဆိုတဲ့ဟာကိုဘာမှမမှတ်မိတော့ဘဲနဲ့အိမ်မက်လူတို့တကယ်လူတွေဖြစ်ပြီးမှဘယ်သူမှတိုင်ချက်ဖွင့်တာမရှိခဲ့ဘူးပြီးတော့သူ့ရဲ့သမီးအရင်ကလန်ဒါနဲ့သူ့ရဲ့ချစ်သူစင်ဒီတို့ကလည်းဒီရာဇဝတ်မှုတွေမှာအကူအညီပေးခဲ့ကြတဲ့သူတွေဖြစ်ပါတယ်သူတို့ကဒေးဗစ်စိတ်ကြိုက်ချဲလဲနိုင်တဲ့လက်ပါစိတ်တွေလိုမျိုးလည်းဖြစ်တယ်လို့မျိုးအလိုတူအလိုပါပူးပေါင်းကြံစည်တဲ့သူတွေလည်းဖြစ်တယ်စင်ဒီယာဆိုလို့ရှိရင်ဒေးဗစ်နဲ့အတူတူနေထိုင်ပြီးမှနေ့တိုင်းဒီနှိပ်စက်မှုတွေမှာတက်ကြွပါဝင်ခဲ့တယ်စင်ဒီယာဒေးဗစ်နဲ့အတူတူကားမောင်းပြီးမှဒီတားကောင်ရှာတဲ့နေရာမှာအမြင်နဲ့လိုက်တယ်အမျိုးသမီးတယောက်ကကားပေါ်မှာပါနေတာကိုမြင်လို့ရှိရင်သူတို့တားကောင်ဖြစ်သတ်မှတ်ထားတဲ့မိန်းကလေးတွေကလည်းပို့ပြီးမှစိတ်အေးသွားတဲ့အခါကျတော့သူတို့အဲ့ဒါကိုအသုံးချပြီးမှတားကောင်တွေကိုဆွဲဆောင်တယ်ဒေးဗစ်ကသူ့ရဲ့တားကောင်တွေကိုကလထိုင်မှာချီတဲ့အခါမှာဆိုလို့ရှိရင်လေစင်ဒီယာအဲ့တားကောင်တွေကိုကင်ပေးတာမျိုးစိတ်ထိုးပေးတာမျိုးဒေးဗစ်ခိုင်းတဲ့အတိုင်းညှဉ်းပန်းနှိပ်စက်မှုတွေကိုထိလက်ရောက်ကျူးလွန်တာမျိုးတွေပါလုပ်တယ်ဒေးဗစ်အပြင်သွားတဲ့အခါဒါမှမဟုတ်လို့ရှိရင်အိတ်တဲ့အခါတွေမှာဆိုလို့ရှိရင်စင်ဒီယာဒီတားကောင်တွေထွက်မပြေအောင်ဆိုမှတော့တနက်တလက်နဲ့စောင့်ကြည့်ရတယ်ဒေးဗစ်ရဲ့သမီးဖြစ်တဲ့ဂလန်ဒါကကြတော့သူ့တငယ်ချင်းတွေဒါမှမဟုတ်လို့ရှိရင်သူနဲ့တိတဲ့အမျိုးသမီးတွေကိုဒေးဗစ်နဲ့မိတ်ဆက်ပေးတယ်ပြီးလို့ရှိရင်ငါအဖေကလူကောင်းငါအိမ်ကိုလာလဲပါအောင်ဘာညာဆိုပြီးမှအယုံနေသွင်းပြီးမှသူ့အဖေရဲ့ဒီ try box ရှိတဲ့နေရာကိုခေါ်လာပေးလေးရှိတယ်ဒေးဗစ်ကိုဖမ်းမိပြီးမှအိမ်မက်လူတကယ်လူနဲ့မညံဝေဝါးနေတဲ့အမျိုးသမီးတချို့အားဆိုလို့ရှိရင်လည်းရဲစခန်းကိုလာပြီးမှသူတို့ကြုံတွေ့ခဲ့ရတာတွေကိုပြောပြကြတယ်ဒေးဗစ်စီကတင်ဆက်ရမိတဲ့ဓာတ်ပုံတွေနဲ့ပြန်ပြီးမှတိုက်စစ်တဲ့အခါမှာဒီအမျိုးသမီးတွေကတကယ်ပဲဒေးဗစ်ရဲ့နှိပ်စက်မှုတွေကိုကြုံတွေ့ခဲ့ရတဲ့သူတွေဖြစ်တယ်ဒီဓာတ်ပုံတွေထဲမှာပါနေတယ်ဆိုတော့အတည်ပြုနိုင်ခဲ့တယ်သူတို့ပြောပြချက်ရဆိုလို့ရှိရင်ဂလင်ဒါကတဲ့သူ့ရဲ့အဖေနဲ့အတူတူဒီတားကောင်တွေကိုနှိပ်စက်တဲ့နေရာမှာလည်းပါဝင်ကူညီတယ်လို့ပြောတယ်စင်တီယာလွတ်သွားပြီးတဲ့နောက်မှာဆိုလို့ရှိရင်ရဲရီယာစင်ဒီကိုအရင်ဆုံးဖမ်းမိတာစင်ဒီယာကြတော့သူ့ရဲ့ဖြစ်တံတွေပေါ်ရောဖို့အတွက်ကိုဒေးဗစ်ပါကာရီရဲ့လက်ဝက်ချက်တွေအကုန်လုံးကိုသူပြပြလိုက်တယ်သူတို့တွေတားကောင်ကိုဘလို့ရှာတယ်ဘလို့တွေလှုပ်ဆောင်တယ်ဘလို့တွေနှိပ်စက်တယ်ဆိုတော့အကုန်လုံးရဲတွေပြပြလိုက်တယ်အဲ့ဒီထွက်ဆိုချက်ကြောင့်မို့လို့ပဲဒေးဗစ်ကိုထောင်ဒဏ်တသက်တကြွချနိုင်ခဲ့တယ်စင်ဒီဝါကြတော့အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ပေးလို့ဆိုမှထောင်ဒဏ်36နှစ်ပဲချခဲ့တယ်စင်ဒီယာဆိုလို့ရှိရင်2019ခုနှစ်မှာထောင်ထဲကနေလွတ်လာပြီဖြစ်ပါတယ်ဒေးဗစ်ရဲ့သမီးဂလင်ဒါကကြတော့ထောင်ဒဏ်9နှစ်ချမှတ်ခံရတယ်ဒါပေမဲ့ထောင်ထဲမှာ2နှစ်ခွဲပဲနေပြီးမှလွတ်လာတယ်အခုဆိုလို့ရှိရင်ဒေးဗစ်ရဲ့ရီးစားဖြစ်တဲ့စင်ဒီရောဒေးဗစ်ရဲ့သမီးဖြစ်တဲ့ဂလင်ဒါရောနှစ်ယောက်လုံးကဒီလူအဖွဲ့အစည်းထဲမှာနာမည်အသစ်တွေနဲ့ထပ်ပြီးမှရောနှောပြီးမှနေထိုင်နေကြပြီဖြစ်ပါတယ်ရဲတွေကဒေးဗစ်ရဲ့စာအုပ်နဲ့ဒီ try box ထဲမှာတွေ့ရတဲ့ယာနဲ့ချီတဲ့အမျိုးသမီးတွေရဲ့အသုံးဆောင်တွေလက်ဝတ်ရတနာတွေကိုကြည့်ပြီးမှဒေးဗစ်ရဲ့သားကောင်ရေအတွက်ကအနည်းဆုံးအယောက်40ကျော်ရှိမယ်ဆိုမှခန့်မှန်းကြတယ်။အဲ့ဒီထဲမှာလူသက်မှုတွေလည်းရှိမယ်လို့ရဲတပ်ဖွဲ့တွေကယုံကြည်တယ်။အဲ့လိုယုံကြည်တဲ့အတွက်ကြောင့်မို့လို့ဒေးဗစ်ရဲ့ဒီအိမ်ထဲမှာရှိတဲ့မြေကြီးတွေနဲ့ Elephant View မှာရှိတဲ့ဒီရေကန်ကြီးရဲ့ပတ်ဝန်းကျင်အကုန်လုံးမှာမြေလံပြီးရှာတယ်။ဒါပေမဲ့ဘာရုပ်အလောင်းတစ်ခုမှရှာမတွေ့ဘူး။ဒေးဗစ်ကိုတရားရုံးကထောင်ဒဏ်224နှစ်ချမှတ်ခဲ့တယ်။ဒါပေမဲ့ရက်စက်ရုံမှာလွန်တဲ့ဒီလူတွေကပဲကံကောင်းတာလားတော့မသိဘူးပေါ့နော်။ထောင်ဒဏ်224နှစ်ချမှတ်ခံခဲ့ရပေမဲ့ဒေးဗစ်ကသူ့ကိုအဖမ်းခံရပြီးဘလောက်မှမကြောက်ဘူး2002ခုနှစ်မှာရုတ်တရက်နှလုံးရက်ပြီးမှသေဆုံးသွားပါတယ်။
သူဟာသူတိုက်ခဲ့တဲ့လူဦးရေကိုဘယ်တော့မှဖွင့်မပြောခဲ့သလိုအလောင်းတွေကိုလည်းဘယ်မှာဖျောက်ထားတယ်ဆိုတာကိုလှုပ်ချက်ဖြစ်နေပဲယူဆောင်သွားတာဖြစ်ပါတယ်2000ပြည့်နှစ်အစောပိုင်းမှာတော့အဲ့ဒီ Toy Box ကိုအစိတ်အမောင်မှာဖျက်ဆီးပလိုက်တယ်အစိုးရကနေပြီးမှအကြောင်းရင်းကတော့ဒီလိုဆိုးရွားတဲ့ရာဇဝတ်မှုကနေပြီးမှပစ္စည်းတွေကိုတချို့စိတ်မမှန်တဲ့လူတွေကလေလံဆွဲတာမျိုးတွေသိမ်းဆဲတာတွေရောင်းတာတွေမောင်ခိုဈေးကွက်တွေမလုံနိုင်အောင်လို့ဆိုပြီးမှဖျက်ဆီးပလိုက်တယ်နောက်တစ်ချက်ကကြတော့ဒီအသက်ရှင်နေသေးတဲ့လူတွေနဲ့တေဆုံးသွားတဲ့လူတွေရဲ့မိသားစုဝင်တွေအတွက်ကဒီ Toy Box ကြီးရှိနေသေးတယ်ဆိုတဲ့အသိစိတ်ကသူတို့ရဲ့စိတ်ဒဏ်ရာကိုပိုဆိုးစေလို့ဖြစ်ပါတယ်တကယ်လို့များစင်တီယာကအဲ့ဒီနေရာအစွမ်းကုန်စူးစမ်းရုံးကန်ပြီးမထွက်ပြေးခဲ့မိရင်စင်ဒီကလည်းသူဒါအိမ်ဒါကိုမသွားခဲ့မိလို့ရှိရင်ဒီဒေးဗစ်ပါကာရေးရဲ့ Toy Box ကြီးကဘယ်နည်းဘယ်ချိန်ထိလောဝတ်စွာရှိနေဦးမလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူးလူသားတစ်ယောက်ရဲ့စိတ်ကဘလောက်ထိမောင်မိုက်တယ်ဆိုတာကိုတာမန်မျက်လုံးနဲ့မမြင်နိုင်ပါဘူးဒါကြောင့်မို့လို့အားလုံးလည်းမမြင်နိုင်တဲ့ဘေးရန်တွေကနေပြီးမှတတိနဲ့ရှင်နဲ့တတိနဲ့ကာကွယ်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်နော်နောက်ဆက်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမှန်ဇာတ်လမ်းတွေနဲ့ပြန်တွေ့ပါမယ်နော်အားလုံးပဲသက်သာပါ